ထွေထူးတော့မဟုတ်ပါဘူးဒီလိုပဲဟိုတနေ့က EV station မှာဖြစ်ခဲ့တဲ့ကိစ္စလေးပေါ့နော်။ဘာဖြစ်ခဲ့လဲဆိုလို့ရှိရင်အဲ့ဒီကမီးတွေကလည်းတောက်လျှောက်ပြရတယ် EV ကအားသွားသွင်းတော့ဘာမှသွားသွင်းလဲဆိုတော့လေးစိတ်မှာသွင်းတာ။မသွင်းတဲ့အချိန်မှာဘာဖြစ်လဲဆိုတော့ကွနှိမ်ခင်းတနာရီလောက်ထဲကအဲ့ကိုရောက်တာရှေ့မှာသွင်းတဲ့ကားတွေကလည်းအရန်များတယ်အဲ့လေးစိတ်က EV station မှာလူကလည်းအရန်ကားတွေကလည်းအရန်များနေတော့ကိုပိုင်ကဟိုရောက်ချင်းမသွင်းရဘူးเนาะရှေ့မှာဘယ်နှစီးလောက်စောင့်လိုက်ရလဲဆိုလို့ရှိရင်ရှေ့မှာကိုယ့်ရဲ့စီနေရ9စီးလောက်စောင့်လိုက်ရတယ်အဲ့ဒီအချိန်မှာဘာဖြစ်လဲဆိုတော့တနာရီလောက်ထဲကစောင့်လိုက်တဲ့ကားကကိုသွင်းတော့9နာရီထိုးကနေလောက်မှသွင်းရတယ်အဲ့တော့9နာရီထိုးမှစသွင်းရတယ်အားကလည်းတော်လေးကိုလည်းယော့နေပြီပေါ့6နာရီထိုးကနေလဲကြာလဲကြာအောင်ကားတစ်စီးပေါ့နော်ကားတစ်စီးကသူတို့ကကိုပိုင်သွင်းနေတဲ့ဟာကိုလာကြည့်တယ်ကြည့်ပြီးတော့သူတို့တီတိုပြောနေကြတာလေဟိုစောင်းပြောတာပေါ့တကယ်တော့ကိုပိုင်မကြားတကြားနဲ့ပြောတာဘာဆောင်ပြောလဲဆိုလို့ရှိရင်အာနာဘူးမရှိတဲ့နောက်လူတွေတွင်းရအောင်မယ်တဲ့ဘာပြောလဲဆိုတော့ကိုအပြင်မှာပြန်ပြောလိုက်ရင်ရန်အဖြစ်မှာဒါပေမဲ့ကိုပိုင်မပြောလိုက်ဘူးပြောချင်တာကလေအေးမင်းတို့ကအခုမှရောက်လာပြီးတော့မှစတေရှင်ပိတ်ခါနေကြတော့မှလာပြီးတော့ဟိုပြောချင်နေတာငါကဒီလိုမျိုးစောတွေကတွင်းရဖို့အတွက်ကိုငါနှိမ့်ရင်းတနာရီတည်းကငါစောင့်ပြီးတော့ငါ9နာရီကျော်မှအရှက်မှာကို4နာရီလောက်စောင့်ထားတာ तू မမြင်ဘူးအဲ့ဒါကို तू ကနည်းနည်းစကားပြောရတယ်စင်တန်းလည်းတိတ်မရှိဘူးကိုလည်းအဲ့လိုစင်တန်းမတူတဲ့ဟာတွေနဲ့ဖတ်မဖြစ်ချင်တော့လို့ကိုပိုင်ကလုံးဝမပြောတာမသိကြောင်မဲဆောင်လိုက်တယ်ဒါပေမဲ့စိတ်ကတော့အဆင်မပြေဘူးအဲ့ဒါကိုအဲ့အစီအရှင်ကအားသွင်းပေးတဲ့ဒီ service ပေးတဲ့ကောင်လေးသွားပြီးတော့ပြောတယ်အင်းနဲ့ဟောတဲ့ဟိုတရားထိရသွင်းတာလဲလွန်လွန်အကြည့်ရပါလားပုံမှန်ဆို EV station က80 90အဲ့လောက်ထိပဲတော့ဒါပေမဲ့ဒီမှာကဘယ်လောက်ထိပဲသွင်းမှလို့လဲတတ်မှတ်ထားတာလည်းမရှိဘူးအဲ့ဒါကို station ကလူတောင်ဘာမှမပြောတာအဲ့ဒါကိုသူအနောက်ကရန်တွေတောက်လျှောက်လုံနေတာတောက်လျှောက်ရန်တွေလုံနေတာကိုယ်လည်းကိုယ်နဲ့ level မတူအဆင့်တန်းမတူလို့ဖတ်မဖြစ်ချင်လို့မသိကြအောင်ဆောက်လိုက်တာအဲ့မိန်းမတော်တော်ဆိုးတယ်အဲ့တော့ sorry ကအချိန်မီသွင်းချင်စောစောလာလေကိုပိုင်တို့တော့မှတနာရီလောက်အရောက်သွားတာတော့မှ9နာရီ15လောက်မှစသွင်းရတာအဲ့ဒါကိုstation ပိတ်ခါနေမို့လို့ तू မသွင်းရဘူးပါညာ sorry စောစောလာလေနော်ကဲအိမ်လေးရောက်ခါနေပြီမို့လို့ကိုပိုင်ဒီလောက်နဲ့ပဲရက်လိုက်ပါတော့မယ်EV ကားအားသွင်းရတဲ့ဒုက္ခလည်းတကယ်အဲ့ဟာရှိတယ်ကဲအိမ်လေးရောက်ခါနေပြီမို့လို့တတား